ဒီနေ့ဗီဒီယိုလေးမှာတော့ဒီဆန်းရောနဲ့ယူဆန်းကိုရှင်းပြပေးပါမယ်။အဲ့နှစ်ခုကိုရှင်းပြဖို့အတွက်ဆိုရင်လော်ဆန်ဘတ်စ်ဆိုတာဘာကိုပြောတာလဲဆိုတာသိဖို့လိုအပ်ပါတယ်။လော်ဆန်ဘတ်စ်က3မျိုးရှိပါတယ်။နံပါတ်1ကတော့နော်ဒီယာဂျီရိုရှာဆိုတာကအလွယ်နည်းပြောရရင်ဘတ်စ်ကားပေါ့နော်။သတ်မှတ်ထားတဲ့အချိန်သတ်မှတ်ထားတဲ့နေရာမှာသတ်မှတ်ထားတဲ့ပုံစံအတိုင်းတွာလာလဲပတ်နေတဲ့ဘတ်စ်ကားကိုပြောတာဖြစ်ပါတယ်။နံပါတ်2ကတော့ဇေဂကုဇန်ဘတ်စ်ဆိုတာကကျောင်းကားတွေကိုပြောတာဖြစ်တယ်ပေါ့နော်။ကျောင်းကားကလည်းလော်ဆန်ဘတ်စ်ဖြစ်တယ်ဆိုတာကိုမှတ်ထားရပါမယ်။နံပါတ်3ကခိုးအန်းအင်းကိုင်ကစတေးစတာဂျီဒိုရှာဆိုတာကပြည်သူလုံခြုံရေးအတွက်လမ်းစည်းကမ်းကိုကြီးကြပ်ထိန်းချုပ်တဲ့အဖွဲ့အစည်းပေါ့နော်အဲ့လိုအဖွဲ့အစည်းဟာသတ်မှတ်ထားတဲ့ကားပေါ့နော်ဘတ်စ်ကား3မျိုးပါဝင်ပါတယ်လော်ဆန်ဘတ်စ်မှာလော်ဆန်ဘတ်စ်ကိုနားလည်သွားပြီဆိုရင်တော့ဒီရဲ့ဆန်းရောဆိုတဲ့ဟာလေးကိုရှင်းပြပေးပါမယ်ဆန်းရောဆိုတာမြန်မာလိုဆိုရင်တီးတန့်ပေါ့နော်ဘတ်စ်ဆန်းရောဆိုရင်ဘတ်စ်ကတီးတန့်ဖြစ်တယ်တီးတန့်ဖြစ်တဲ့အတွက်ကြောင့်သူ့တစ်မျိုးတည်းပဲတွားလို့ရတယ်ဆိုတဲ့သူတီးတန့်ပဲတွားတဲ့လမ်းဖြစ်တယ်ဆိုတာကိုဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားကားတွေကတွားလာလို့မရပါဘူးဒါပေမဲ့やむを得ない場合は通行してもいいやむを得ない場合ဆိုတာကမလွဲတာမရှောင်တာတဲ့အခြေအနေမျိုးမှာဆိုရင်ဖြတ်တန်းသွားလာလို့ရတဲ့ဟာမျိုးရှိတယ်အဲ့ဒါကဘာတွေလဲဆိုရင်တော့ပညာကွေ့ဖို့လိုအပ်တဲ့အချိန်လမ်းပြင်နေတဲ့အချိန်အရေးပေါ်ကားလာနေတဲ့အချိန်အဲ့လိုအချိန်တွေမျိုးမှာဆိုရင်တော့လိုအပ်ရင်ဒီလမ်းကိုဖြတ်တန်းသွားလာလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ U-San ပေါ့နော် U-San ဆိုတာကဦးစားပေးဖြစ်တယ်ပို့ပြီးတော့နားလည်လည်အောင်ပြောရရင်ဘတ်စ်ကားမှာပဲဖြစ်ဖြစ်ရထားတွေမှာပဲဖြစ်ဖြစ်ဦးစားပေးထိုင်ကုန်ဆိုတာရှိတယ်ဦးစားပေးထိုင်ကုန်ကလူမရှိရင်တော့ဝင်ထိုင်လို့ရတယ်ဒါပေမဲ့ထိုင်ကုန်အတွက်လိုအပ်ခဲ့တဲ့လူရောက်လာခဲ့ရင်ကိုကနေရာကိုဖယ်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့လိုပဲလမ်းမှာလည်းဘတ်စ်ကားဦးစားပေးလမ်းဆိုရင်ဘတ်စ်ကားမရှိတဲ့ချိန်ကျရင်ဝင်မောင်းလို့ရတယ်ဒါပေမဲ့ဘတ်စ်ကားတွေရောက်လာခဲ့ရင်ကိုကအလင်းအမြန်နေရာလမ်းကနေပြီးမှထွက်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်ပြီးတော့ခုနကတီးတန့်လမ်းနဲ့အတူတူပဲဘယ်ကွေ့ညာကွေ့လမ်းပြင်တာနဲ့အရေးပေါ်ကားတွေရှိရင်လည်းဒီလမ်းကိုအသုံးပြုလို့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဒီတိနားထောင်ပြီးသွားရင်တော့ဒီနှစ်ခုရဲ့ခွဲပြားချက်ကိုနားလည်သွားမယ်လို့ထင်ပါတယ်ခွဲပြားတာပြီးသွားပြီဆိုရင်တော့တူညီတဲ့ဟာနောက်ဆုံးအချက်အနေနဲ့တစ်ခုပြောပြပါမယ်ဒီလမ်းတစ်ခုလုံးကိုဖြတ်တန်းသွားလာလို့ရတဲ့အရင်နေရှိပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုရင်တော့အခုပုံမှာပြထားတဲ့ခိုကတတုတ်ရှူဂျီတို့ရှာလို့ခေါ်တဲ့လေယာ3ရင်မျိုးပေါ့နော်နောက်တစ်ခုကကြတော့ 50cc ဆိုင်ကယ်နဲ့ခဲရှော့ရောဆိုတာကဆက်မဲ့ရင်ပေါ့နော်အဲ့3မျိုးတွေကဖြတ်တန်းသွားလာလို့ရပါတယ်ဖြတ်တန်းသွားလာလို့ရတဲ့အကြောင်းရင်းကတော့အရှိန်နေတဲ့ဆက်နဲ့ပြီးတော့အလွန်သေးငယ်တဲ့ရင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လမ်းမှာဘယ်လိုပြောမလဲအနောက်ရှက်မဖြစ်စေတဲ့အတွက်ကြောင့်မလို့သွားလာလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မေခွန်းဖြည့်ကြည့်လိုက်ကြရအောင်မေခွန်း3ပုဒ်ရှိပါတယ်3ပုဒ်လုံးမှန်တယ်ဆိုရင်တော့ဒီနှမျိုးကိုတည်တည်ချာချာနားလည်သွားပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကဲစားလိုက်မယ်နော်နံပါတ်1ဒီလမ်းညွှန်ဆိုင်ပုဒ်ရှိတဲ့လမ်းကျောမှာလေယာ3ရင် 50cc ဆိုင်ကယ်နဲ့ဆက်မဲ့ရင်များဟာဖြတ်တန်းသွားလာနိုင်တယ်မှန်လားမလားဖြည့်ကြည့်ပါနော်အဖြေကတော့မှန်ပါတယ်နံပါတ်2ဤလမ်းညွှန်ဆိုင်ပုဒ်ရှိတဲ့လမ်းကျောမှာပုံမှန်အိမ်စီးကားဖြင့်မောင်းနေစဉ်ကျောင်းကားဟာအနောက်ကနေပြီးတော့ချင်းကပ်လာတဲ့အတွက်ကြောင့်မို့လို့ဦးစားပေးလမ်းကနေထွက်ပြီးတော့လမ်းကိုပေးခဲ့တယ်မှန်လားမလားဖြည့်ကြည့်ပါအဖြေကတော့မှန်ပါတယ်နံပါတ်3လမ်းညွှန်ဆိုင်ပုဒ်နဲ့မြေပြင်အမှတ်အသားများဖြင့်ဘတ်စကားဦးစားပေးလမ်းကျောကိုသတ်မှတ်ထားတဲ့နေရာများမှာပင်ရင်ကျောပိတ်ဆို့မှုဖြစ်ပေါ်နေချိန်မျိုးမှာထိုလမ်းကိုဖြတ်တန်းသွားလာနိုင်သည်မှန်လားမလားဖြည့်ကြည့်ပါနော်အဖြေကတော့မှားပါတယ်
ဘာဖြစ်လို့လဲဆိုတော့ရင်ကြောပိတ်ဆို့နေတဲ့အချိန်မှာအဲ့ဒီလမ်းတွေကိုဝင်လိုက်ရင်ဦးစားပေးရင်တွေရောက်လာတဲ့အချိန်မှာပြန်ထွက်လို့မရဖြစ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်